ဒီကဗျာကဒီစောက်ရဲ့ခေါင်းစဉ်မှာပဲအသက်ရှင်မှာမနဲ့မင်္ဂလာလို့နှုတ်ဆက်ဖို့အဲ့တော့ဒီမှာရိုးလေးပါခေါင်းစဉ်မှာဟိုကအဓိပ္ပာယ်ရှိနေပါပြီကျွန်တော်တို့တွေတယောက်နဲ့တွေ့ရင်မင်္ဂလာပါလို့ရင်နဲ့အသေးတွေကလိုက်လဲနှုတ်မဆက်နိုင်တာဘယ်လောက်ကြာပြီလဲဒါဖွင့်မပြောရင်တော့လူတိုင်းမှာသိပါတယ်ကျွန်တော်အလုပ်ထဲမှာနေတဲ့အချိန်တော့ကျွန်တော်အလုပ်သမားတွေနဲ့ပတ်သက်လို့ကြပြတစ်ပုဒ်ရေးဦးပါတယ်အဲ့ဒီစကားလုံးကလည်းတော်တော်များများစီကိုရောက်ပါတယ်အစင်လာမပြက်မင်္ဂလာမနဲ့လို့နှုတ်ဆက်ပါတယ်ဘာဖြစ်လို့ဆိုတော့စက်ယုံနဲ့ရောက်တာနဲ့ကျွန်တော်အလုပ်သမားတွေစီကဟိုပြောမယ်ဆိုရင်မင်္ဂလာမရှိတဲ့ဆင်းရဲတဲ့ငမွတ်တဲ့ကြက်တီးတဲ့ဆင်းရဲဒုက္ခတွေကိုပဲကြားနေရတယ်ဒါပေမဲ့အဲ့စကားတွေမကြားခင်မှာကျွန်တော်တို့ကအစင်လာမပြက်မင်္ဂလာပါဆရာမင်္ဂလာပါအဲ့လိုပဲနှုတ်ဆက်နေရတာပါတော့ကျွန်တော်တို့အခုရောရင်ထဲတဲ့တွေကလိုက်လဲဒါကတကယ်ချင်းမင်္ဂလာပါဘယ်နည်းပြောနိုင်လို့လဲအဲ့တော့အဲ့ဒီလိုပြောနိုင်တဲ့ကာလအချိန်တစ်ခုကိုရကျင်တယ်ဆိုရင်ကျွန်တော်တို့အသက်ကိုကျွန်တော်တို့ရှီအောင်မွေးရမယ်ကိုယ်တက်တန်းကိုဂယုဒီဇိုင်းနဲ့မြင့်တင်ရမယ်လို့ယုံကြည်လို့ဒီကဗျာကိုရေးပါတယ်ဒါရိုးလေးပါပဲနောက်ထောင်ကြည့်ပါအသက်ရှင်မှာမနဲ့မင်္ဂလာလို့နှုတ်ဆက်ဖို့အမှောင်ကြလဲဦးနောက်ထဲမှာလင်းနေပါစေဘာအမှောင်နေလဲကိုယ့်ကိုတွေးကြည့်ပါအဆက်အသွယ်မရလဲနှလုံးသားထဲမှာနှွေးနေပါစေကျွန်တော်တို့ဝေးကွာသွားတဲ့ကာလတွေကျွန်တော်တို့တယောက်နဲ့တယောက်ဘာမှဆက်သွယ်လို့မရနိုင်တဲ့အဖြစ်တွေကိစ္စမရှိဘူးကျွန်တော်တို့နှလုံးသားထဲမှာနှွေးနေဖို့ပဲရေးကြည့်ပါတယ်ဒီနေ့မှာတော့ပြန်ဆောင်ကြရလိမ့်မယ်ပြန်ဆောင်မဲ့ရဲ့အာယုံတက်ကိုအသက်ဆွဲဆန့်ကြိုးနိုင်ကြပါစေကျေးဇူးတင်ပါတယ်